ဒီမိန်းကလေးဘဝတဲ့နဲ့ပြန်လည်မွေးဖွားလာတဲ့အခါမှာအရင်ဆုံးလုပ်လိုက်တဲ့အလုပ်ကတတိတိထားနဲ့သူမရဲ့နှလုံးတွေကိုကိုယ်တိုင်ပြန်တော်ထုတ်ပြလိုက်တာပါပဲအကြောင်းရင်းကတော့သူမမှာအတိတ်ဘဝကမှတ်ဉာဏ်တွေရှိနေလို့ပါအတိတ်ဘဝတုန်းကသူမရဲ့ရည်စားဖြစ်သူဟာသူမရဲ့ပကြီးဒီဇိုင်းကိုကိုယ်ယူပြီးသူမရဲ့ရန်သူတခြားမိန်းကလေးတယောက်စီကိုပေးခဲ့ပါတယ်အဲ့ဒီနောက်အမှုပညာပြန်ပွဲကြီးအတွင်းမှာသူတို့နှစ်ယောက်လုံးကလူများရှိမှာသူမကိုတကိုးလို့ဝိုင်းဝန်းဆွဆွဲကြပါတော့တယ်ဒေါသထွက်နေတဲ့လူအုပ်ကြီးကယူသွားတက်သွားပြီးသူမကိုဓာတ်နဲ့18ချက်တိတိဝိုင်းထိုးခဲ့ကြပါတယ်သူမအသက်ပြောက်ခံပြီးတရံဆဲဆဲအချိန်မှာတော့သူမရဲ့ရည်စားကအဲ့ဒီရန်သူမိန်းကလေးရဲ့လက်သူကျဲမှာလက်ဆွတ်ဆွပေးနေတာကိုမြင်ခဲ့ရပါတယ်ဒီလိုနာကျင်မှုတရားတွေဟာသူမရဲ့ရင်ထဲမှာနက်နက်ရှိုင်းရှိုင်းဆွဲထင်ကျန်ရစ်ခဲ့တာကြောင့်ဘဝတစ်ခုရရချင်းမှာပဲဒီလိုမျိုးနောက်တစ်ချိန်ထပ်မကြုံရလေအောင်သူမရဲ့နှလုံးတွေကိုသူမကိုယ်တိုင်ပြန်လဲတရားပေးခဲ့တာဖြစ်ပါတယ်တန်ခွေးနဲ့ရောက်လာတဲ့အခါမှာတော့အရာအလုံးဟာအိတ်ဘွားကအတိုင်းကွက်တီပြန်လဲဖြစ်ပြလာပါတော့တယ်ဒီစားဖြစ်သူနဲ့ဦးမင်းကလေးဟာအဖွဲတစ်ဖွဲပြန်ဖွဲ့ပြီးသူမကိုဒီလောက်အရေးကြီးတဲ့တန်ခွေးကြီးမှာနင်းကသူများပကြီးကိုကိုးချရဲပေါ့လို့စတင်ဆွဲပါတော့တယ်လူကြီးကသူမကိုလူကြားထဲကနေအတင်းဆွဲထုတ်ကြပါတယ်ဒိုင်လူကြီးကိုယ်တိုင်ကလည်းပတ်လိုက်နေတယ်လို့ပဝင်းကျင်ရက်မျက်နှာအနှံ့ကလူကြီးကလည်းတန်ခွေးကထွက်သွားစမ်းတောင်းမှန်ဆန်းလို့အော်ဟစ်ဆဲဆိုကြပါတယ်သူမဟာတကိုးလူလိမ့်ဖြစ်အဆက်ခွဲခြင်းကိုခံလိုက်ရပါတယ်ဒီစားဖြစ်သူကလည်းနင်းကရဲ့ယုံကြည်မှုကိုဖျက်ဆီးလိုက်တာပဲလို့ပြောပြီးလူအများရှိမှတင်သူမရဲ့ဘာကိုဖျက်ခနဲရိုက်ချလိုက်ပါတော့တယ်ဒါပေမဲ့အဲ့ဒီမိန်းကလေးကတော့ရဲရဲဝံ့ဝံ့မတက်ရပြီးနင်တို့တွေတက်တည်မပြနိုင်မချင်းငါလာကိုလုံးဝလက်မခံဘူးလို့တုံ့ပြန်ပါတယ်ဒါပေမဲ့လူကြီးကတော့သူမစကားကိုနားထောင်ဖို့အစင်မတစ်ဖြစ်နေကြပါဘူးဒီစားဖြစ်သူကဒီလောက်ပွဲကြီးပွဲကောင်းမှနင်ကိုချရဲပေါ့လို့ထပ်អော်ပါတယ်အဲ့ဒီမိန်းကလေးကလည်းနင်ကပကြီးကိုကိုးတာနင်ကိုငါဘယ်တော့မှခွင့်မလုပ်ဘူးလို့မျက်ရည်အတူတွေနဲ့ဟန်ဆောင်မှုပြပါတယ်ဒိုင်လူကြီးကလည်းအပြစ်အားလုံးကိုသူမပေါ်ပုံချပြီးလူကြီးနဲ့အများပြည်သူကလည်းတောင်းပန်အခုချက်ချင်းထွက်သွားလို့လိုက်អော်ကြတဲ့အတွက်အဲ့ဒီတနာစရာမိန်းကလေးဟာဘက်ပေါင်းစုံကနေတိုက်ခိုက်ခံနေရပါတယ်အဲ့ဒီအချိန်မှာပဲဒိုင်လူကြီးကိုယ်တိုင်ဆွဆွဲချက်အောင်ရောက်သွားပါတော့တယ်ရှင်ကကျမရဲ့ပကြီးဒီဇိုင်းကိုကိုမိန်းကလေးစီကြိုတင်ပြီးပေါက်ကြားပေးခဲ့တာမဟုတ်လားလို့မိန်းကလေးကဖွင့်ချလိုက်တဲ့အခါအားလုံးစုံသွားပြီးအများပြည်သူတွေလည်းဇဝေဇဝါဖြစ်ကုန်ပါတယ်တကယ်တကူအစ်စ်ကကိုမိန်းကလေးဖြစ်နေတာလားဒိုင်လူကြီးကတကယ်ပဲဒီဇိုင်းကိုပေါက်ကြားခဲ့တယ်ဆိုတာတက်တည်ပေါ်သွားခဲ့ပေမဲ့လည်းအပြစ်အားလုံးကမင်းမိန်းကလေးပေါ်မှာပဲဆက်ပြီးကြားရောက်နေတော့မှာပဲတကယ်တော့အဲ့ဒီမိန်းကလေးကြီးစားဖြစ်သူနဲ့ဒိုင်လူကြီးတို့၃ယောက်လုံးဟာသူမရဲ့ဘဝကိုဖျက်ဆီးဖို့သုံးထားကြတာဖြစ်ပါတယ်အခုတော့အများပြည်သူရဲ့တုံ့ပြန်မှုတွေကတဖြည်းဖြည်းပြောင်းလဲလာပါပြီအဲ့ဒီမိန်းကလေးဟာကိုပြီးရဲတင်လာကနင်တို့အားလုံးပေါင်းပြီးငါ့ကိုထောင်ချောက်ဆင်ကြတာပေါ့လို့လူများရှိမှပြန်လဲဆွဆွဲလိုက်ပါတယ်လူတွေကလည်းဖုန်းတွေထုတ်ပြီးဗီဒီယိုတွေစတင်ရိုက်ကူးကြသလိုလူမှုကွန်ရက် social media ပေါ်မှာ virus ကတော့ဖြစ်အောင်တင်ပြမယ်လို့ချင်းချောက်ကြပါတော့တယ်အဲ့ဒီခါကျမှဒိုင်လူကြီးနဲ့ကိုမိန်းကလေးတို့တုံးလုံးချောက်ချသွားကြပြီးလူအုပ်ကြီးလည်းဘယ်နှစ်ဖက်ကွဲသွားပါတော့တယ်